ကျွန်ုပ်ပြန်လဲအသက်ဝင်လာသည့်အချိန်မှစပြီးပထမဆုံးဘာလို့ရမည်ကိုအတိအကျသိခဲ့ပါသည်မိသည့်တုံဆိုင်မှုမှမရှိဒုတိယအချိန်မတွေးတော့မှုလည်းမရှိပါကျွန်ုပ်သည်ဝေးဆက်ကူ10သိန်းကိုထုတ်ယူခဲ့ပြီးကျွန်ုပ်၏အရင်ကြီးဆုံးတငယ်ချင်းကိုခေါ်ဆောင်ခဲ့သည့်အကြောင်းတွင်မိသူများမထိခိုက်နိုင်သူကိုခေါ်ဆောင်ကတက်တူထိုးသည့်ဆိုင်သို့တန်းသွားခဲ့သည်ကျွန်ုပ်၏တငယ်ချင်းဆူရှောင်းတောင်းသည်သူ၏ဘဲဘက်လက်တွင်နတ်သားနတ်သမီးကို၎င်းညာဘက်လက်တွင်မဟာသူရဲကောင်းအားလန်းကို၎င်းထိုးခဲ့သည့်အကြောင်း၏အလှဆုံးမိန်းကလေးစံချမ်းရွှေသည်နတ်သမီးကိုနဝမကောင်းကင်မှာသူမ၏ကြောပြည့်ထိုးခဲ့ပြီးကျွန်ုပ်ကိုယ်တိုင်ကမူကောင်းကင်ကိုဖန်ဆင်းနေသည့်ပန်ကူးကိုရင်ဘတ်တွင်ထိုးခဲ့သည်ကိုနဂါတို့သည်ကျွန်ုပ်၏ကြောပေါ်တွင်အုပ်ကူကိုဆွဲခေါ်နေပြီးအရှိတိုင်းပင်မဟာဆရာဝန်သည်ကျွန်ုပ်၏ဘဲဘက်ခြေထောက်တွင်ထိုးခဲ့သည်နှင့်မြောက်ပင်ကိုယ်တိုင်ကကျွန်ုပ်၏ညာဘက်ခြေထောက်တွင်ထိုးခဲ့သည်ထိုအရာကအလွန်မင်းယူသွမှုမဟုတ်သေးပါကျွန်ုပ်သည်လှည့်ကြည့်ကငွေ3ဘီလီယံကိုပေါင်နိုင်၍တောင်များကြားတွင်နက်နက်ရှိုင်းရှိုင်းမြုပ်နှံထားသည့်စွပစ်ထားသောမြဒီအောက်ခန္ဓာကိုဝယ်ယူခဲ့သည်ထိုအကြောင်းကိုကြားသူတိုင်းကျွန်ုပ်ကိုရေမောခဲ့ကြသည်သူတို့ကကျွန်ုပ်ကိုဖျက်ဆီးနေသောတရေသားကလေးတစ်ယောက်မိမိဘဝကိုဖျက်ဆီးနေသူငွေများလုံး၍အသိဉာဏ်နှဲပါသူကိုခေါ်ကြသည်သို့သောသူတို့မိသူများမသိခဲ့သည်မှာနေ့ရက်အတွင်းကဘာကြီးပျက်စီးတော်မီကဘာပေါ်ရှိတတဝတိုင်းသည်ချစ်စရာကောင်းသောအိမ်မွေးတိရစ္ဆာန်လေးများမှတွေးငန်းမရနဂါးငွေတန်းများဖြစ်သူပြောင်းလဲသွားကြမည်လမ်းဘေးရှိအပင်များပင်အသားချိတ်ဆက်များဖြစ်သူပြောင်းလဲသွားကြမည်လူသားများသည်အစာကွင်း၏အောက်ဆုံးသို့ရောက်သွားကြမည်အသက်ရှင်နိုင်မည်သူများမှာမိမိတို့၏အသားရည်ပေါ်တွင်တတူရုပ်တုများထိုးထားသူများသာဖြစ်သည်ထိုရုပ်တုများသည်မိမိတို့အတွင်းမှရှေးဟောင်းစူပါဟီးရိုးစွမ်းအားများကိုလိုချစေနိုင်သည့်အနီရောင်လာသည့်ရပ်ပေါင်း20ကွာတွင်ရှိနေသေးသည်ကျွန်ုပ်သည်စက္ကန့်ပိုင်းများပင်မဖြုံးတိခဲ့ပါကျွန်ုပ်၏ရှိနေကိုချက်ချင်းခေါ်ခဲ့သည်ရှိနေချမ်းကျွန်ုပ်၏အနီပေါက်အရာအလုံးကိုရောက်ချပါရှယ်ယာများအိမ်ချမ်းကြီးများစိန်ခံကားများအားလုံးကိုနိုင်ငံတကာမြေအောက်ငွေကြေးကုန်ရမှတဆင့်အားလုံးကိုငွေဖြစ်ပြောင်းလဲပါဒေါ်လာလျင်15ပြားသာရသည်ကိုကျွန်ုပ်ဂရုမစိုက်ပါကျွန်ုပ်သည်24နာရီအတွင်းကျွန်ုပ်၏အကောင့်တွင်ငွေ3ဘီလီယံရှိစေလိုသည်အားလုံးကိုပြေဝပုံချပြီးသည်နှင့်ကျွန်ုပ်သည်နောက်ထပ်နံပါတ်2ခုကိုခေါ်ခဲ့သည်မိနစ်30အကြာတွင်ကျန်းကျိုးမျိုးရှိအလွန်လှုပ်ဝက်သောမြေအောက်တတူးစတူဒီယိုတစ်ခုတွင် cosplay ဟုခေါ်သောနေရာ၌ကျွန်ုပ်၏အရင်နီးဆုံးတငယ်ချင်းဆူရှောင်းတောင်းနှင့်ចောင်းသားတိုင်းအိမ်မက်မက်ခဲ့သည့်မိန်းကလေးချမ်းရှင်များတို့သည်ကျွန်ုပ်ရှိတွင်ရက်နေကြသည်လုံးဝအံ့အားသင့်နေကြသည်မောင်မင်းယူသွားပြီလားဆူရှောင်းတောင်းကတရေညင်တလူကြည့်နေသည်မင်းရဲ့ပိုင်ဆိုင်သမျှကိုပေါင်နှံပြီးငါတို့ကိုတတူးဆိုင်ခေါ်လာလားချမ်းရှင်များကလက်ကိုကလန့်ချီ၍သူမ၏အေးဆက်သောမျက်လုံးများကကျွန်ုပ်ကိုဆူဆိုင်ကြည့်နေသည်ကျင်းလိုက်မင်းဘာလုပ်နေတာလဲမင်းရဲ့ချစ်သူကြောက်ရင်ချင်းနဲ့လမ်းခွဲတာကြောင့်မင်းကိုမင်းဖြက်စီးနေတာမဟုတ်ဘူးလို့ငါမျှော်လင့်တယ်ကျွန်ုပ်သည်သူတို့နှစ်ဦးကိုကြည့်၍စကားပြောသောအခါကျွန်ုပ်၏အတန်သည်အလွန်တည်ကြည်ခဲ့သည်သူတို့နှစ်ဦးမြည်သည့်အခါမျှမကြားဘူးသည့်အတိုင်းတည်ကြည်ခဲ့သည်ကျင်းလိုက်ရှောင်းတောင်းရှင်းပြရန်အချိန်မရှိတော့ပါမင်းတို့ငါ့ကိုယုံကြည်သေးရင်ဒီနေ့ငါနောက်ကိုလိုက်ခဲ့ကျွန်ုပ်၏မျက်လုံးထဲမှာတစုံတစ်ခုသည်သူတို့ထံရောက်သွားပုံရသည်ကျွန်ုပ်၏မျက်နှာပေါ်ရှိအချီသည်သူတို့တည်သောကျင်းလိုက်နှင့်မတူပါကြာမြင့်စွာတိတ်ဆိတ်ပြီးနောက်သူတို့နှစ်ဦးသွားများကိုကိုက်ခဲ၍ခေါင်းငိကြသည်ကျွန်ုပ်သည်ကောင်တာနောက်မှအဖိုးအိုထံလှည့်ခဲ့သည်လေပင်တုတ်တိုက်ပွဲတန်ရာများဖြင့်ပြည့်နေသောပကြီးဆရာတူသူသည်အရာအလုံးကိုမြင်မှုသူဖြစ်ပုံရသည်နှင့်ဘန်ကတ်တက်ကကိုစပွဲပေါ်သို့ထိုးချလိုက်သည်ထိုကတ်တွင်ယွန်းတန်းပါဝင်သည်အဖိုးကျွန်ုပ်တွင်အလုပ်ကြီးတစ်ခုရှိသည်ကျွန်ုပ်သည်ဆူရှောင်းတောင်းကိုညွှန်ပြခဲ့သည်ကျွန်ုပ်၏မောင်သည်ဘယ်ဘက်လက်တွင်နတ်သားနတ်သမီးကိုထိုးမိညာဘက်တွင်အာလန်ရှန်တီမဟာသူရဲကောင်းထိုးနောက်ကျွန်ုပ်သည်ကျက်ရှင်ရဲ့ထံလှည့်ခဲ့သည်သူမသည်သူမ၏ကြောပြည့်နမမကောင်းကင်မှနတ်သမီးကိုထိုးမိကျက်ရှင်ရဲ့အိတ်ဆက်သောအမူအရာသည်အနှဲငယ်ပျက်စီးသွားသည်ကျင်းလိုက်သူမ၏အတန်သည်နှိမ့်ကျသွားသည်မင်းကဘယ်တော့ငါအတွက်ဆုံးဖြတ်ခွင့်ရခဲ့တာလဲကျွန်ုပ်သည်သူမ၏အချီကိုစိုက်ကြည့်၍အတန်ကိုရှော့ချခဲ့သည်ဒီဘဝမှာမင်းကိုတေးခွင့်မပြုဘူးသူမ၏မျက်လုံးများကျုံသွားသည်သူမသည်ကျွန်ုပ်၏အတိတ်ပဲကိုမနားလည်ခဲ့ပါသို့သောကျွန်ုပ်မှတ်မိခဲ့သည်ကျွန်ုပ်၏အတိတ်ဘဝတွင်ကျက်ရှင်ရသည်ကျွန်ုပ်ကိုကယ်တင်ရန်ကြိုးစားရင်းတည်ဆုံခဲ့သည်တချိန်ကပုံမှန်ဝက်ဖြစ်ခဲ့သောကြောက်စရာကောင်းသောတရဝတစ်ကောင်ကသူမကိုမိစ္ဆာတရဝ၏ဂူထဲသို့ဆွဲခေါ်ခဲ့သည်ကျွန်ုပ်သူမကိုရှာတွေ့သောအခါတွေးဆိုးနေသောသူမ၏ယူနီဖောင်း၏တဝက်သာချမ်းရှိတော်သည်ဒီတစ်ချိန်တွင်ကျွန်ုပ်သည်မြည်သည့်အရာကိုမဆိုတုံးပြ၍သူမကိုကာကွယ်မည်အဖိုး၏မျက်လုံးသည်တုန်ခါသွားသည်သူသည်ကက်ကိုကောက်ယူခဲ့သည်ကောင်းပြီမင်းကောကျွန်ုပ်သည်ကျွန်ုပ်၏အင်ဂျီကိုချွတ်၍ကျွန်ုပ်၏ဗလာကိုထုတ်ဖော်ပြသခဲ့သည်တလုံးချင်းစီပြောခဲ့သည်ရင်ဘတ်ပေါ်တွင်ကောင်းကင်ကိုဖန်ဆင်းနေသည့်ပန်ကူးကြောပေါ်တွင်ကိုနဂါတို့သည်အုပ်ကူကိုဆွဲခေါ်နေသည်အရှိတိုင်းပင်မဟာဆရာဝန်သည်ကျွန်ုပ်၏ဘဲဘက်ခြေထောက်တွင်ကောင်းကင်နှင့်တန်းတူဖြစ်သောမဟာသူရဲကောင်းသည်ကျွန်ုပ်၏ညာဘက်တွင်တက်တူဆက်သည်အဖိုး၏လက်မလွတ်ကျသွားပြီးကျမ်းပြင်ပေါ်သို့ကျသွားသည်သူသည်ကျွန်ုပ်သည်အဆောက်အဦပေါ်မှခုန်ချခြင်းသည်ဟုပြောတဲ့ကဲ့သို့ကြည့်နေသည်ကောင်းလေးမင်းကိုတေအောင်လုပ်နေတာလားပန်ကူးသည်အချိန်ခါများစွာတားမြစ်ထားသောကံကြမ္မာရုပ်တုဖြစ်သည်သို့တော်တင်သည်ကိုနဂါတို့အုပ်ကူကိုဆွဲခေါ်နေသည်ကိုထက်ထက်လူသည်လားထိုအရာကဒဏ္ဍာရီပုံပြင်ရုပ်တုမဟုတ်ပါထိုအရာသည်ကျင်းစာတိုက်သောတင်မင်းအမတ်သားဖြစ်သည်ထိတွေ့သမျှကိုဖျက်ဆီးဖြစ်သည်ကျွန်ုပ်သည်ပြုံးခဲ့သည်ကျွန်ုပ်ကိုပေးမိတန်းမလုံလောက်ဘူးလားကောင်းပြီ10တန်းကျွန်ုပ်သည်တင်ကိုယ်တိုင်စေးထိုးအပ်ကိုကိုင်းတွယ်စေလိုသည်တင်၏အဖွဲ့သားများကကူညီပေးရမည်နှင့်ကျွန်ုပ်သည်9ရက်အတွင်းပြင်းမြောက်စေလိုသည်အဖိုး၏မျက်နှာသည်ဖြူဖြောသွားသည်9ရက်ထိုများကျဲပြန့်သောအဖုံးအတွက်ဆိုင် Ross ထိုအရာကမဖြစ်နိုင်ပါကျွန်ုပ်၏ဂျင်းကက်ထဲသို့လက်နိုင်၍လက်ရည်ဖြင့်ရေးထားသောစည်ရင်းကိုစပွဲပေါ်သို့ပစ်ချလိုက်သည်စည်ရည်အဆင့်အမြန်တောက်ကင်းစေသောဂျယ်စီဝါပြန်လည်ရှင်းတန်းစေသောကပ်ခွာကျူးများတွင်းကုန်ထုံစေးအစိပ်ပိုင်းများအမြန်ခိုင်မာစေသောတက်တူးတည်ငြိမ်စေသောအစိပ်ပိုင်းများကျွန်ုပ်သည်အရာအလုံးကိုရှာဖွေပြီးပါပြီတင်သည်စေးဝင်ကိုသာအာယုံဆိုင်ပါထို့နောက်ကျွန်ုပ်သည်သူ၏မျက်လုံးများကိုတိုက်ရိုက်ကြည့်ခဲ့သည်ကျွန်ုပ်၏လက်ကဝတ်တင်သည်တင်၏အလုပ်ကိုသာလုပ်ပါအဖိုးသည်ကျွန်ုပ်ကိုကြားမြင့်စွာလေးလံစွာကြည့်နေခဲ့သည်မိနစ်3ဆက်တိတိတိတ်ဆိတ်နေသည်ထို့နောက်ပြင်းပြင်းစွာသူသည်ကွင်းညွတ်ခဲ့သည်သူ၏စက်ကိုကောက်ယူ၍ကြမ်းတမ်းသောကြောက်စရစ်ခဲကဲ့သို့အတန်ဖြင့်အသက်ရှူထုတ်ခဲ့သည်ကျွန်ုပ်၏နှစ်များအတွင်းတွင်ကျွန်ုပ်သည်ထိုများယူသွတ်သောသူတအုပ်ကိုမတွေ့ဘူးပါသူသည်မတက်ရက်ခဲ့သည်ကားစပလက်သည်အလုပ်ကိုလက်ခံသည်3ရက်ကြာတွင်တောင်များ၏အနက်ရှိုင်းဆုံး၌ကျန်းကျိုးမျိုးအပြင်ဘက်တွင် Black Rock အမည်ဝက်ဖြင့်တိကျသောနေရာပေါ်ရန်တွင်မူကိုရီးယားစစ်ပွဲခေတ်ဘုံခိုချင်းတစ်ခုနှင့်တူသည်နောက်ပိုင်းတွင်အမြင့်ဆုံးလုံခြုံရေးအချင်းထောင်ဖြင့်ပြန်လည်အသုံးပြုခဲ့သည်သို့သောကျွန်ုပ်သည်ရင်း၏အမှတ်တကယ်အထောက်အထားကိုသိခဲ့သည်အဆောက်အုံစွမ်းအင်တွင်းများလေဝင်လေထွက်ပေါက်များနှင့်ရေလောင်ကန်စနစ်များအားလုံးပြည့်စုံစွာရှိမရှိစစ်ဆေးခဲ့သည်ကျွန်တော်အစမှပြန်မဆောက်ခဲ့ပါပြန်လည်အသက်သွင်းခြင်းခိုင်ခန့်စေခြင်းနှင့်လက်နက်တပ်ဆင်ခြင်းများပြုလုပ်ခဲ့သည်ထို3ရက်အတွင်း Black Rock တို့ကိုယ်တိုင်တစ်ချိန်သာတွားရောက်ခဲ့သည်စာချုပ်များလက်မှတ်ရေးထိုးရန်အဆောက်အုံကိုစစ်ဆေးရန်နှင့်စွမ်းအင်ဥတိုင်နှင့်လေဝင်လေထွက်များဆက်လက်အလုပ်လုပ်နေမနေအတည်ပြုရန်လောက်သာအချိန်ယူခဲ့သည်ကြန့်ရှိသောအရာအားလုံးကိုကျွန်တော်ရှိနေအဖွဲ့နှင့်ဆောက်လုပ်ရေးအဖွဲ့ထံအနံခဲ့သည်အဘဲကြောင့်ဆိုသောအချိန်နှင့်အပြိုင်ဆိုင်ရမှုသည်အခြေစိုက်စခန်းမဟုတ်သောကြောင့်ဖြစ်သည်ကျွန်တော်အသားပေါ်တွင်ထွန်းထူနေသောတာမြစ်ထားသောနက်ဖျားလေးပါဖြစ်သည်ဒီတုံးမကျတဲ့နေရာကြီးအတွက်ဒေါ်လာတန်း33ဆွဲဖို့တေချာပြီလားအင်ချန်မြေအကျိုးဆောင်၏လက်တိုင်တွင်ချွေးများဆိုနေသည်ကျွန်တော်ယူသွားပြီဟုထင်နေပုံရသည်ကျွန်တော်ဝယ်ယုံတာမကသေးဘူးစာချုပ်ကိုလက်မှတ်ရေးထိုးနေရင်းပင်ပြန်လည်တည်ဆောက်မည်အကောင်းဆုံးလုံခြုံရေးကိုစီစဉ်ပေးပါနိုင်ငံ၏အကောင်းဆုံးဆောက်လုပ်ရေးအဖွဲ့ရက်10အတွက်ရင်းတကောင်ပင်မဝင်နိုင်လောက်အောင်ခန်းတကြီးတစ်ခုအဖြစ်ပြောင်းလဲဖြစ်စေခြင်းသည်ပေ9မီတာထူသောတိုက်တီနီယံအလွိုင်းအကာရန်နဲ့ရန်များမီလီယံပေါင်းများစွာသောဖိအားကိုခံနိုင်ရရှိသောပောက်ကွဲမှုတန်ခါပေါက်များလုံးဝကိုယ်တိုင်လုံလောက်သောသဘာဝပတ်ဝန်းကျင်စနစ်ထိုးမြေအောက်တွင်မြုပ်နှံထားသောစွမ်းအင်ဥတိုင်ကိုမြေအောက်တွင်မြုပ်နှံထားသောစွမ်းအင်ဥတိုင်ကိုပြန်လည်ပြုပြင်ပြီးပြန်လည်အသက်သွင်းစေခြင်းသည်ကျွန်တော်အကျွေးစေတန်းတရားကိုချခဲ့သည်သုံးဆတိုအလှည့်ကျအလုပ်သမားများငွေတက်တာမဟုတ်ပါထိုအမိန့်များထွက်ပေါ်လာသည်နှင့်လမ်းမများပေါ်သို့ Self Jet Setting Train Tubing
Drone ထားလမ်းမများပေါ်သို့ကျန်းကျိုးရှိဆောက်လုပ်ရေးလောကတစ်ခုလုံးပုတ်ပွက်ဆူသွားသည့်ထိုတော်တွင်ကျွန်တော် Cosplay Studio အနက်ရှိုင်းဆုံးပုဂ္ဂလိကအခန်းတွင်ကိုလုံးတီးထိုင်နေခဲ့သည့်မိန့်ဖြော့သောဝါရောင်လင်းသည်နေရံများပေါ်တွင်ရှည်လျားသောအရေးများကိုပစ်ချနေပြီးထိုနေရံများတွင်ကြောက်မက်ဖွယ်ရှေးဟောင်းနီးပါးကြောက်စရာကောင်းသောနက်ဖျားဒီဇိုင်းများ၏ပုံကျမ်းများကတ်ထားသည့်လေထုသည်ထူထပ်နေသည်ပိုးသက်စေ၏ပြင်းထန်သောအနက်နှင့်တတူးထိုးသည့်အဖိုးကြီးကိုယ်တိုင်ခေတ်ဟောင်းအကိုကင်တွယ်နေပြီးသူ၏တပည့်သုံးဦးကအယောင်ရောနှောခြင်းမြင်းကြောင်းဆွဲခြင်းနှင့်တန်ရှင်းရေးတို့ကိုကျွန်တော်ကြောပေါ်တွင်ပြုလုပ်နေသည်ကိုနဂါ၏ပထမဆုံးနှင့်ကိုနဂါကအုပ်ကူကိုဆွဲခေါ်သည့်ဒီဇိုင်း၏အပြင်ပိုင်းကိုသာပြမြောက်ခဲ့သည်နဂါ၏မျက်လုံးကိုပင်မစေးတော့ရသေးတော့လဲထိုအရာကနီးပါအသက်ရှူမဝလောက်အောင်ဖိအားကိုထုတ်လွှတ်နေသည်အခန်းတစ်ဖက်တွင်ရှော့ဆရာရသည်ကျွန်တော်ဘေးကကလတ်ထိုင်တွင်ထိုင်နေပြီးသူ၏ဘဲဘက်လက်တွင်နားရာကိုလက်ဆက်ဆက်တတူးထိုးထားသည့်စက္ကန့်တိုင်းနာကျင်းနေတကယ်တို့သွားများကြမှဟစ်နေသည်ဘေးချင်းကလျက်ပုဂ္ဂလိကအခန်းတွင်အမျိုးသမီးအမှုပညာရှင်တဦးကဂျိမ်းစင်ရဲ့နဝမကောင်းခင်ပုံ၏နက်ဖျားမကိုနောက်ဆုံးအသေးစိတ်အချက်လက်များထည့်သွင်းနေသည်ကျွန်တော်ဖုန်းသည်ပေးဆက်ပွဲပေါ်တွင်တုံခါနေသည်ကျွန်တော်ရှိနေအိမ်ချမ်းမြေအကျိုးဆောင်ဆောက်လုပ်ရေးမှုပစ္စည်းပေးသွင်းသူများထံမှမက်ဆေ့ချများပို့နေသည်ကုန်တယ်များမိနစ်အနည်းငယ်တိုင်းကျွန်တော်အတိတ်များကိုတစ်ဖက်လက်ဖြင့်ပို့ဆွဲနေသည်နာကျင်မှုကြားမှအမိတ်များကိုအော်ဟစ်နေသည်အသည်ကျွန်တော်အသားထဲသို့ဆက်လက်ထိုးသွင်းနေသည်ဝါကွာပြောင်းလဲမှုသည်အရှိန်ပြည့်ပြေးနေသည်တတူးများနှင့်ကဘာပြက်ခါနီးခံတက်နှစ်ခုလုံးအချိန်နှင့်အပြိုင်တစ်ခုကများနောက်ကျကြံခဲ့၍မဖြစ်ထိုးနောက်နီးပါအမတ်မဲ့ကျွန်တော်ဖုန်းကိုဖွင့်လိုက်သည်တရင်တီးပေးချက်တစ်ခုဖုန်းကိုဖွင့်လိုက်သည်တရင်တီးပေးချက်တစ်ခုမျက်နှာပြင်ပေါ်တွင်ပေါ်လာသည်ခေါင်းစဉ်ကတုံ့လုံးဖွယ်ကျန်းကျိုး၏ချင်းလေသည်သူ၏စီးစိမ်အလုံးကိုရောင်းချပြီးမြည်သည့်နေရာမှမသိသောစွန့်ပစ်ထားသောထောင်ကိုဝယ်ယူသည်ကျွန်တော်စိတ်ဝင်စား၍ဓာတ်ရိုက်တွင်ထုတ်သည့်အပ်ကိုဖွင့်လိုက်သည့်မြို့၏လူကြိုက်များဆုံးစည်ရင်၏အပေါ်ဆုံးတွင်ဓာတ်ရိုက်တွင်ထုတ်မှုတစ်ခုရှိသည်ထိုအချိန်တွင်ပင်ပြည်သက်များစွာကိုဆွဲဆောင်နေသည်ထိုမျက်နှာမှာအခြားမည်သူမဟုတ်ရှိဝဖြစ်သည်ကျန်းကျိုး၏အချမ်းသာဆုံးသူ၏သားနှင့်ကျွန်တော်အကြီးမားဆုံးပြိုင်ဘက်ဓာတ်ရိုက်တွင်ထုတ်မှုတွင်ရှိုးဝဲသည်မြို့၏အလဲဗဟိုရှိသူ၏စိန်ခံပီလာတွင်ပက်လက်အိတ်နေသည်ဝိုင်းနီတစ်ခွက်ကိုလှည့်ပတ်ရင်းထိုင်ကုန်တွင်မနေနိုင်အောင်ရေမောနေသည်ဟာရှင်သည်ဘာဖြစ်နေတာလဲဒီလူရဲ့အုံနောက်ကိုဘသူကထုခွဲလိုက်တာလဲထို့နောက်အခန်းပြင်မှာကြားဘူးသောအတန်တစ်ခုပေါ်လာသည်တန်ကောင်းတာကကျွန်တော်သူ့ကိုအတော်ကြာကလေးကမြင်ခဲ့တဲ့လူငယ်သခင်ရှူတာကြောင့်ကျွန်တော်ထွက်လာခဲ့တာမင်းစီကိုတန်းလာခဲ့တဲ့ကင်မရာသည်ကြိုးရချင်းကိုမြင်နိုင်ရန်လုံလောက်အောင်ရွှေ့သွားသည်ထိုတွင်သူ၏ခါမှထွက်ပေါ်လာသောလက်ဆက်ထိုးထားသောအနီရောင်ပန်းခန့်တွေတွေးတဆက်ကဲ့သို့ဆိုပြပြီးရဲရင်သည်ကျွန်တော်ကြည့်လိုက်သည်ကျွန်တော်မျက်လုံးများအေးဆက်သွားသည်ကျွန်တော်အတိတ်ဘဝတွင်ဇော်ရက်ချင်းသည်ထိုတက်တူးကိုမိသည့်အခါမျှမထိုးဘူးပါဒီတစ်ချိန်တွင်သူကရှူရိုးကိုအထင်ကြီးစေရန်ပုံမစူးစမ်းခဲ့ပုံရသည်တင့်လျော်သည်ကင်မရာဘက်သို့ပြန်လှည့်ကအပြုံးကြီးဖြင့်ဟစ်ချက်တီဟာကိုပြောစရာကောင်းတယ်လို့ဘယ်သူမှမထင်ဘူးလားချင်းလီကအတောင်ပေါ်ကအပေါက်ကြီးတဲ့ကိုပတ်စံတွေအကုန်လုံးထည့်ယုံနေမကဘူးမြို့အနှံ့စူပါမားကတ်တွေကဝက်သားနဲ့ဆန်တွေဝယ်ဖို့တန်တရားကျော်သုံးတယ်လို့ကြားတယ်သူကအမြဲတမ်းမြေအောက်မှာနေဖို့စီစဉ်နေတာလားမှတ်ချက်ကအတော်လေးပောက်ကွဲသွားတယ်အမေရဲ့ကျွန်တော်ရဲ့စင်ရဲမွေးတွေမှုကဒီလိုပတ်စံချမ်းသာတဲ့လူတွေရဲ့ယူသွမှုကိုနားမလည်နိုင်ဘူးချင်းစနီယာကတကယ်ကိုလူတိုင်းရဲ့အိမ်မက်မင်းကလေးဖြစ်ပြီးသူကဘန်ကာမှာနေမာလာယောဂရှာဖွေရေးအတီးပြုပါပြီးချင်းလီကအုံနောက်ထဲမှာရေရရှိနေတဲ့ဆေးယောဂကူဆေးရုံကိုခေါ်ပါရှူကြောင်းသားကကျွန်တော်ဘေးမှာဒေါသတကြီးတုံနေနေတယ်အကိုအဲ့ဒီငွေရှူတွေကမင်းကိုအွန်လိုင်းမှာအမုန်းတရားတွေတွေ့နေတယ်သူ့ကိုသွားကြိုက်တွေခွင့်ပြုပါသူ့ကိုသွားကြိုက်တွေခွင့်ပြဥပါထားလိုက်ကျွန်တော်မျက်လုံးကိုမျက်နှာပြင်ပေါ်တွင်ထားခဲ့သည်အသည်ကျွန်တော်အသားထဲသို့ထွန်းထူနေသည်ကိုခံစားရသည်ရှိဝူဝီမာနာကြီးတော်မျက်နှာကိုလုံးဝတည်ငြိမ်စွာကြည့်နေသည်သူအခုဘယ်လောက်ပဲခုန်ပေါက်ပါစေအရာအလုံးပြိုလဲကြတဲ့အခါသူငိုရမှာပိုပြင်းထန်နေမယ်ရှောင်းဒါအာယုံဆိုင်နေပစ္စည်းတင်ပို့ရေးရင်တန်းကိုအချီထားကျွန်တော်တို့ရဲ့ခံတက်ကအမှားတစ်ခုတောင်ခွင့်မပြုနိုင်ဘူးကျွန်တော်ပြန်လဲမွေးဖွားပြီးနောက်9ရက်ပြည့်မြောက်ခဲ့ပြီးထို9ရက်လုံးကျွန်တော့မခွာခဲ့ပါထိုမီအောက်ခန့်ဖိုးကြီး cosplay နှင့်သူ၏တပည့်သုံးဦးတို့သည်အလှည့်ကျအလုပ်လုပ်ကြသည်နေကင်းဘက်တွင်အပြင်ပိုင်းကိုဆွဲကြသည်ညဘက်တွင်အယောင်ချဲကြသည်မိုးမလင်းမီနက်နက်ခင်းတွင်အသေးစိတ်ပြင်ဆင်ကြသည်ထိုချမ်းတန်းသောအရှင်ကိုထိမ့်သိမ်းရန်ကျွန်တော်စစ်ဘက်အဆင့်ရှိသောအမြန်ပြောက်ကင်းစေသောဂျဲနှင့်စစ်ဘက်အဆင့်ရှိသောအမြန်ပြောက်ကင်းစေသောဂျဲနှင့်ဇီဝပြန်လဲရှင်တန်စေသောဖာချများကို Flash Market မှတိုက်ရိုက်ရယူခဲ့သည်နက်ဖျား၏အစိပ်ပိုင်းတစ်ခုပြီးမြောက်တိုင်းကျဲလူကိုလိမ့်သည်ချက်ချင်းပင်အနာကိုပိတ်ရန်မပါပဲကျွန်တော်ခန္ဓာကိုယ်သည်ရက်ပေါင်းများစွာအရှုံးပေးခဲ့ရလိမ့်မည်ထို့နောက်9ရက်မြောက်နေ့ညတွင်တတူးဆက်၏တုံခါတန်သည်နောက်ဆုံးတွင်တိတ်ဆိတ်သွားသည်ဆုဆဲရီယောနက်ဆာနှင့်ရဝိုင်းဆုဆဲရီယောနက်ဆာနှင့်ရဝိုင်းရှင်တို့သည်နှစ်ရက်အလိုကပင်ပြီးစီးခဲ့သည်ချင်းစင်နီယာနဝမကောင်းခင်ပုံ၏နက်ဖျားမသည်နောက်ဆုံးအပိတက်ခဲ့သည်ထို့နောက်ဆုံးတွင်တားမြစ်ထားသောနက်ဖျားလေးပါလုံးကျွန်တော်ကိုယ်ပေါ်တွင်ပြီးစီးခဲ့သည်ပန်ကူကောင်းကင်ကိုဖန်ဆင်းခြင်းကိုနဂါကအုပ်ကူကိုဆွဲခေါ်ပြီးကျွန်တော်ကြောတစ်ခုလုံးကိုဖုံးအုပ်ထားသည်သူတို့ရဲ့အကြေးခွန်တွေဟာအလွှာလိုက်အနုစိတ်ဖြစ်နေပြီးကိုးကောင်ရဲ့အမီးတွေဟာကျွန်တော်ကြောရဲ့အလယ်မှာပေါင်းစည်းနေပြီးအားလုံးဟာကြီးမားတဲ့ရှေးဟောင်းအနက်ရောင်အနီရောင်ကျိုးတွေနဲ့တုံနှောင်ထားတဲ့အလောင်းတိုက်ပေါ်မှာဆွဲမြဲနေပါတယ်ဒါဟာအရေးပြားပေါ်ကမင်းတက်ပါပဲဒါပေမဲ့အဲ့ဒီမှာရက်နေပြီးကြည်နေရတာတခုခုရဲ့အစွန်းမှာရက်နေတယ်လို့ခံစားရတဲ့ကျေပြန့်ပြီးကြောက်စရာကောင်းတဲ့ရှုရှောင်တော့ကကျွန်တော်ကိုဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်ပြီးအတန်ကိုခက်ခဲမျိုးချကတိုးတိုးလေးမှုတ်ထုတ်လိုက်တယ်မောင်လေးဒါကလုံးဝကိုယူမိုက်နေတာပဲကိုယ်တိုင်ကိုမျက်လုံးနဲ့မြင်အောင်မင်းကြီးမတင်ခင်အထိပေါ်ဒါဟာညဘက်မှာကိုယ်တိုင်လှုပ်ရှားနေတယ်လို့ထင်ရမှာပဲကျွန်တော်အင်ဂျီကိုပြန်ဆွဲတင်လိုက်ပြီးကိုရုပ်တွေကိုဖုံးလိုက်တယ်အခုချိန်မှာတော့ဒါတွေဟာတတူးတက်ပါပဲလက်မင်းကြီးပေါ်လာတဲ့အခါအဲ့ဒီအချိန်မှာသူတို့ဟာတကယ်ကိုနိုးထလာပါလိမ့်မယ်ရှုရှောင်တော့မျက်တောင်ခတ်လိုက်တယ်လာမင်းနေတယ်လားကျွန်တော်မရှင်းပြခဲ့ဘူးကျွန်တော်ကဖုန်းကိုကင်လိုက်အချိန်ကိုကြည့်လိုက်ပြီးတော့ပြောလိုက်တယ်ကြံတာ12ရက်ပဲသွားကြဆိုကျွန်တော်တို့ရဲ့ခံတက်ကိုစစ်ဆေးဖို့အချိန်တန်ပြီး2နာရီကြာမှတော့ကျွန်တော်တို့ကြမ်းကျိုးမျိုးပြင်ကတောင်ကြားတဲ့ကိုရောက်ခဲ့ကြတယ် Black Rock စခန်းဟာသူ့ရဲ့အစောပိုင်းပြောင်းလဲမှုကိုပြီးမြောက်ခဲ့ပါပြီမြေအောက်လေဝင်လေထွက်ကွန်ရက်စွမ်းရင်အရင်မြစ်ဂေဟစနစ်လေပတ်မှုစနစ်အားလုံးကိုပြန်လည်အသက်သွင်းခဲ့ပါတယ်နောက်ထပ်12ရက်အတွင်းကျွန်တော်တစ်စက္ကန့်4တောင်မရက်ခဲ့ဘူးနေကင်းဘက်မှာကျွန်တော်Black Rock ရဲ့တိဆောက်ရေးနောက်ဆုံးအဆင့်တွေကိုကိုယ်တိုင်ကြီးကြပ်ခဲ့တယ်ညဘက်မှာတော့ကျွန်တော်ပြန်လည်မွေးဖွားလာတဲ့ကျွန်တော်အတွင်းကစွမ်းအင်ကိုအသုံးပြုပြီးကျွန်တော်ခန္ဓာကိုယ်ကိုအတွင်းကနေဖိအားပေးနေတဲ့တားမြစ်ထားတဲ့ကိုယ်ရုပ်လေးပါးရဲ့တုံ့ပြန်မှုကိုထိန်းချုပ်ခဲ့တယ်ပြီးတော့ကုန်တင်ကားတွေတောင်လမ်းတွေပေါ်ကနေစက်တိုက်ဝင်လာပြီးအရာအလုံးကိုစခန်းထဲကိုချခဲ့တယ်စံဂျုံအေးခံထားတဲ့အသားစီတို့အစားအစာတောက်ရည်ဆေးဘက်ဆိုင်ရာပစ္စည်းများဒီဇယ်လောင်စာအလေးချိန်ကြီးမားတဲ့ကားများ
အရန်မီးဆက်များနှင့်စစ်ရေးအဆင့်ကာကွယ်ရေးပစ္စည်းများတည်ရှိနေပြီးဝယ်ယူနိုင်တဲ့အသက်ရှင်ရေးအရင်းအမြစ်ဘာမဆိုကျွန်တော်အကုန်လုံးဝယ်ယူခဲ့တယ်ကဘာပြင်ပတစ်ခုလုံးကကျွန်တော်ယူသွားပြီလို့ထင်ခဲ့ကြတယ်ကျွန်တော်တယောက်တည်းသာအမှန်တရားကိုသိခဲ့တယ်ယဉ်ကျေးမှုရဲ့နာရီဟာအချိန်ကုန်တော့မယ်လာမင်းနီမလာခင်တရက်အလိုမှာတော့နောက်ဆုံးကုန်ပစ္စည်းတင်ပို့မှုဟာဘွားကွာကိုရောက်ခဲ့တယ်မြေအောက်ကိုတောင်တွေသုံးထပ်လုံးသူတို့ရဲ့ကျမ်းပြင်တွေဟာကျမ်းပြင်ကနေထိပ်ထိပြည့်နေတယ်။စံဂျုံရည်စီတို့အစားအစာအသားဆေးဝါးဒီဇယ်မီးဆက်စီရေးပစ္စည်းများတိုးလောင်ခန်းတိုင်းကိုအသုံးပြုခဲ့တဲ့ရှုဆောင်တော်ဟာအတိကကိုတောင်ရဲ့တကားဝမှာပါဇက်ဟောင်းလောင်းနဲ့ရက်နေတယ်။မောင်လေးမင်းရဲ့နောက်ဘဝအထိဒီမှာနေဖို့စီစဉ်နေတာလားရှမ်းရှမ်းကြီးကသူ့ဘေးမှာတိတ်တဆိတ်ရက်နေပြီးအားလုံးကိုကြည့်နေတယ်။သူမဟာကျွန်တော်ကုန်ပစ္စည်းတွေစုဆောင်းနေတာသိခဲ့ပေမဲ့တကယ်တမ်းမြင်တွေ့ရတဲ့ဒီမြေအောက်တောင်လိုအသက်ရှင်ရေးအရင်းမြစ်တွေဟေဟာသူမရဲ့တည်ငြိမ်တဲ့မျက်နှာထားကိုတောင်နည်းနည်းလေးပြည့်ရွံ့စေခဲ့တယ်။ချင်းလီသူမကဖြည်းဖြည်းချင်းပြောတယ်။မင်းဘာအတွက်ပြင်ဆင်နေတာလဲကျွန်တော်ချက်ချင်းမဖြေခဲ့ဘူး။အဲ့ဒီအစားကျွန်တော်ကိုတောင်ရဲ့အလဲကိုရှောက်သွားပြီးကျွန်တော်ညာလက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့ကျွန်တော်စိတ်ကိုတစ်ချက်ခတ်လိုက်ရုံနဲ့အရာအလုံးပျောက်ကွယ်သွားတယ်။သုံးထပ်စီရင်ကကုန်ပစ္စည်းတွေထောင်ပေါင်းများစွာသောတန်ချိန်စားစာလောင်စာနှင့်ပစ္စည်းများတစ်စက္ကန့်အောက်မှာပျောက်ကွရဲသွားတယ်ပြည့်ရှံနေတဲ့ကိုတောင်ဟာရုတ်တရက်လုံးဝလွတ်လပ်သွားတယ်ဘာမှကြံမနေခဲ့ဘူးကွန်ကရစ်ကျမ်းပြင်ပေါ်မှာဖိထားတဲ့အမတ်သားတွေနဲ့လေထုထဲမှာဆွဲမြဲနေတဲ့ဒီဇယ်နဲ့ကောက်ပဲသီးနှံတွေရဲ့အနက်ရှုဆောင်တော့လုံးဝတောင်ခဲသွားတယ်သူမျက်တောင်ခတ်လိုက်ပြီးတော့မျက်လုံးကိုပို့လိုက်ပြီးတော့ကိုတောင်ရဲ့အလဲကိုပြေးဝင်သွားတယ်အဲ့ဒီနေရာကိုရှာနေတယ်လို့မျိုးလွတ်နေတဲ့နေရာကိုပတ်လဲကိုရှောက်သွားတယ်ဖုံးကွယ်ထားတဲ့လျှို့ဝှက်တကားပါလဲသူကလှည့်ပတ်ကြည့်ပြီးကျွန်တော်ကိုစိုက်ကြည့်တယ်သူ့အတန်ကပျက်စီးသွားတယ်မောင်လေးအားလုံးဘယ်မှာလဲတကိုယ်တောင်လုံးထောင်ပေါင်းများစွာသောတန်ချိန်ကျွန်တော်မျက်တောင်ခတ်လိုက်ရုံနဲ့ပျောက်သွားတယ်ရှူဆောင်တော့လုံးဝပတ်လဲကိုလဲပတ်နေတယ်လုံးဝယူမိုက်နေတယ်လှုပ်ဝက်တကားမရှိဘူးလမ်းကြောင်းမရှိဘူးမောင်လေးမင်းမော်တက်လုံနေတာလားရှမ်းရှမ်းကြီးရဲ့တုံ့ပြန်မှုကပိုတိတ်ဆိတ်ပေမဲ့မတုံ့လို့ဘူးမဟုတ်ဘူးသူမရဲ့အေးမြတဲ့မယုံနိုင်တော့အောင်မျက်လုံးတွေဘယ်တော့မှဘာမှမဖော်ပြတဲ့မျက်လုံးတွေဟာလုံးဝတည်ငြိမ်မှုပျောက်ဆုံးသွားတယ်သူမကကျွန်တော်စီကိုဖြည်းဖြည်းချင်းရှောက်လာပြီးကျွန်တော်ညာလက်ကိုစိုက်ကြည့်တယ်ချင်လိုက်ဘာဖြစ်သွားတာလဲကျွန်တော်ခဏတာတိတ်ဆိတ်နေတယ်ဒီအချိန်မှာတော့ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူး24နာရီမပြည့်မီလက်မင်းကြီးအတွက်သူတို့အမှန်တရားကိုသိဖို့လိုအပ်တယ်ဒါကိုဟန်းလိုင်အာကာသလို့ခေါ်တယ်လို့ကျွန်တော်ပြောတယ်ဒါဟာဖြစ်ပေါ်လာတဲ့အပြောင်းလဲတချို့နဲ့ဆက်ဆက်နေတယ်ကျွန်တော်ကပြန်လည်မွေးဖွားခြင်းအကြောင်းကိုမပြောခဲ့ဘူးသူတို့ကိုမယုံလို့မဟုတ်ဘူးဒါပေမဲ့အခုချိန်မှာသူတို့ကိုအဲ့ဒီအကြောင်းပြောပြယင်းသူတို့ထမ်းနေရတဲ့ဝင်ကိုပိုတိုးလာစေမှာမို့ပါမင်းသိဖို့လိုတာကဒီလောက်ပါပဲအဲ့ဒီအာကာသဟာအများကြီးသောကုန်ပစ္စည်းတွေကိုတိုးလောင်နိုင်ပြီးအဲ့ဒီထဲကအချိန်ဟာအခြေခံအားဖြင့်ရက်တက်နေတဲ့အစားအစာတွေပုံမှန်မဟုတ်ဘူးဆေးဝါးတွေတက်တန်းကုန်မှာမဟုတ်ဘူးဒီဇယ်လက်နက်ကြောက်တလင်းအရင်အမြင့်အရာအလုံးဟာအကန့်အသတ်မရှိထိမ့်သိမ်းထားတဲ့ရှုဆောင်တော်ရဲ့မေးရိုးဟာကျမ်းပြင်ပေါ်မှာကျနေတော့မဲဒါဆိုမင်းစုဆောင်းထားတဲ့ပစ္စည်းတွေအားလုံးမင်းကိုတောင်ထဲမှာထားဖို့မစီစဉ်ခဲ့ဘူးပေါ့မင်းအချိန်တစ်ခုလုံးမင်းနဲ့အတူတည်ဆောင်ဖို့စီစဉ်နေတာပေါ့ဟုတ်တယ်သူကျွန်တော်ကိုစိုက်ကြည့်တယ်မောင်လေးမင်းဘာတွေထပ်ဖုံးကွယ်ထားသေးလဲကျွန်တော်သူတို့နှစ်ယောက်ကိုကြည့်ပြီးရှင်းရှင်းလင်းလင်းပြောလိုက်တယ်မနှက်ဖြန်ညလာမင်းနီပေါ်လာမယ်တိတ်ဆိတ်ချင်းလာမင်းနီရှမ်းရှမ်းကြီးကတိုးတိုးလေးပြန်ပြောတယ်မနှက်ဖြန်တစ်ခေါက်မှာလာသွေးနီအောင်ပြောင်းသွားမယ်အဲ့ဒီနောက်မကြခင်မှာအနက်ရောင်မြေအောက်ကနေမီးခိုးတွေထွက်လာပြီးကဘာတစ်ခုလုံးကိုပြန့်နှံ့သွားမယ်တရိတ်ဆန်တိုင်းအပင်တိုင်းဟာပြောင်းလဲသွားမယ်မင်းရဲ့ခွေးမင်းရဲ့ကြောင့်မင်းကိုဆွဲဆုပ်မဲ့ငကားတွေလမ်းပေါ်ကအပင်တွေဟာလူသက်ဆက်တွေဖြစ်လာမယ်မြို့တွေဟာနိုင်ပိုင်းတွင်အုပ်ချုပ်မှုပျောက်ဆုံးသွားမယ်လူယဉ်ကျေးမှုဟာတညရဲပျက်စီးသွားမယ်ကိုတောင်ဟာတင်းကြိုင်းလိုခံစားရတယ်ဘယ်သူမှမပြောဘူးရှုဆောင်တော်ရဲ့နှက်ခမ်းတွေလှုပ်ရှားတယ်ဒါပေမဲ့ဘာမှမထွက်လာဘူးပြီးတော့တစ်ချိန်တည်းမှာသူဟာတာမလုပ်ခဲ့ဘူးဘာလို့လဲဆိုတော့သူဟာထောင်ပေါင်းများစွာသောတန်ချိန်ကိုပစ္စည်းတွေကိုမျက်လုံးနဲ့ကိုမြင်နေရတာပျောက်ကွယ်သွားတာကိုသူ့ရဲ့ဖြစ်နိုင်ခြေပေါ်ခံစားချက်ဟာအရင်ကတည်းကပျက်စီးသွားခဲ့တဲ့ရှမ်းရှမ်းကြီးကလည်းမငင်းခဲ့ဘူးသူမကကျွန်တော်ကိုစိုက်ကြည့်တယ်တက်တေဘာလဲမင်းအခုမြင်ခဲ့တာဟာအဲ့ဒီအထက်ကတစိတ်တစ်ပိုင်းမှာကျန်တဲ့အပိုင်းတွေကမင်းရဲ့အရေးပြားပေါ်မှာရှိနေပါပြီရှမ်းရှမ်းကြီးကသူမရဲ့တက်တူးကိုအလိုလျောက်ပြန်ကင်လိုက်တယ်လက်မင်းကြီးရဲ့စွမ်းအင်ဟာလူခန္ဓာကိုယ်ပေါ်ကတက်တူးတွေကိုအသက်သွင်းမယ်လို့ကျွန်တော်ဆက်ပြောတယ်မင်းကနေတကယ်ကိုရုပ်ပုံစံတွေအဖြစ်ပြောင်းလဲပေးမယ်အခြေခံပုံစံတစ်ခုဟာအနှိမ့်အဆင့်ကိုပေးတယ်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတာရဲပုံစံတစ်ခုကတရိတ်ဆန်များပြောင်းလဲနိုင်သောစွမ်းရည်များကိုလိုချစေသည်ဒန္နာဤလာနမိတ်ပုံတစ်ခုကစစ်မှန်သောဖျားစွမ်းအားကိုဖော်ပြသည်နမိတ်ပုံသည်ပို၍ရှေးကြပြီးပို၍ပြည့်စုံလေထိုအရာသည်တည်ဆောင်လာသောကံကြမ္မာပို၍အားကောင်းလေနိုးကြလာသောအခါစွမ်းအားသည်ပို၍ကြောက်မက်ဖွယ်ရာကောင်းလေဖြစ်သည်ချူဆောင်တောင်၏အတန်သည်တိုးတိုးလေးသာရှိခဲ့သည်ထို့ကြောင့်ကျွန်ုပ်ကိုနတ်စာနှင့်အာလာရှန်တို့ကိုခေါ်ခိုင်းရသည်ကျွန်ုပ်အသက်ရှင်နိုင်ရန်အတွက်ပေါ့
တင်ဤနက်စာနှင့်အားလာရှမ်းတို့သည်ထိတ်တန်းဖျားနိမိတ်ပုံများဖြစ်ကြသည်အကယ်၍အနီရောင်လာကြရောက်လာသောအခါနိုးကြ၏လုပ်ငန်းစဉ်ကိုခံနိုင်ရရှိပါကတင်သည်အောင်မြင်စွာပြီးမြောက်သူအများစုထက်ပို၍အားကောင်းလာလိမ့်မည်ကျွန်ုပ်သည်ကျန်းစင်နီထန်လှည့်သည်တင်ဤနဝမကောင်းကင်နတ်သမီးသည်တိုက်ခိုက်ရေးကာကွယ်ရေးတန့်စင်ရေးနှင့်စစ်မြေပြင်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုတာဝန်ယူသည်ကက်ဆိုးကြီးဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှပို၍အစိတ်တောက်ဖြစ်စေသောညဉ့်ညမ်းစေသောစိတ်ကိုဖျက်ဆီးစေသောပြောင်လဲလာသောတတဝါများပေါ်လာလိမ့်မည်တင်ဤနိမိတ်ပုံသည်တင်သည်ထက်ပို၍အရေးကြီးသည်ကျန်းစင်နေသည်ကျွန်ုပ်၏အကြည့်ကိုစိုက်ကြည့်သည်ထို့ကြောင့်တင်ဤပိုင်ဆိုင်မှုများကိုရောင်းချခြင်းကြောက်နှက်များကိုဝယ်ယူခြင်းဤအရာအလုံးကိုစုဆောင်းခြင်းကျွန်ုပ်တို့ကိုတက်တူးထိုးရန်ခေါ်ဆောင်လာခြင်းတို့သည်မြည်သည့်အရာများအလင်းစလိုပြုလုပ်ခဲ့ခြင်းမဟုတ်ပေတင်သည်အရာကိုကြိုတင်သိရှိနေခဲ့သည်မဟုတ်လားဟုတ်ကဲ့သူမ၏မျက်နှာပေါ်ရှိတုံလုံးမှုသည်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးပို၍တင်းမာသောအရာတစ်ခုကနေရာယူလာသည်စိုးရိမ်ထိတ်လန့်မှုတစ်ခုစတင်အုံဆိုင်လာတဲ့ကဲ့သို့ချူရှောင်းတောင်ဤမျက်နှာအမူအရာလည်းပြောင်းလဲသွားပြီးထို့နောက်ရုတ်တရက်သူ၏မျက်လုံးများကျဲလာသည်စောင့်ပါမောင်လေးကျွန်ုပ်၏မိဘများကျွန်ုပ်၏အမေနှင့်အဖေသည်တောင်မြို့ရှိပြင်ဆင်ရေးဆိုင်တွင်ကြံရှိနေသေးသည်စိတ်အေးအေးထားကျွန်ုပ်သည်လူများပို့ပြီးပါပြီဘာလုပ်လိုက်တာလဲကျွန်ုပ်သည်ကျွန်ုပ်၏ဖုန်းကိုထုတ်ယူ၍မျက်နှာပြင်ကိုသူ၏စီသို့လှည့်လိုက်သည်ကွန်ဝိုင်းမှတိုက်ရိုက်ဗီဒီယိုဖိတ်အနက်ရောင်တန်ကြက်ကကားတစ်စီးသည်တောင်မြို့ရှိရှေးဟောင်းလမ်းတစ်ခုပေါ်တွင်ရပ်တန့်သွားခဲ့သည်တကားများဖွင့်လိုက်သည်အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသောကိုရန်တော်နှစ်ဦးသည်ကားပေါ်မှဆင်းလာပြီးအလဲလက်အသက်အရွယ်ရှိသောစုံတွဲတွဲကိုကားစီသို့လိုက်ပို့ပေးသည်အမျိုးသားသည်ပိန်အသားမဲသည်သူ၏လက်အင်ဂျင်များပြင်ဆင်ရာတွင်နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ရသောအစီများဖြင့်အမြဲတမ်းဆုံးထင်းနေသောလက်များအမျိုးသမီးသည်အနှဲငယ်မတေချာမရေရာဖြစ်နေပုံရသည်ရှူရှောင်းတောင်သည်သူတို့ကိုမျက်နှာပြင်ပေါ်တွင်မြင်လိုက်ရသည်သူ၏မျက်လုံးများသည်ချက်ချင်းပင်အနီရောင်ပြောင်းသွားသည်ကျွန်ုပ်သည်တင်၏ဦးလေးနှင့်အတော်ကိုကြိုတင်ဆက်သွယ်ခဲ့သည်ကျွန်ုပ်တိုးလေးပြောခဲ့သည်သူတို့ကို Black Rock ကပြင်ဆင်ရေးဝန်ထမ်းများနှင့်ပံ့ပိုးရေးဝန်ထမ်းများလိုအပ်ကြောင်းပြောခဲ့သည်သူတို့သည်ကျွန်ုပ်ကလစာကောင်းကောင်းဖြင့်ရက်အနှဲငယ်အလုပ်ခန့်သည်ဟုထင်နေကြသည်သူတို့သည်လာမည့်အရာနှင့်ပတ်သက်၍မြည်သည့်အရာကိုမျှမသိကြကွန်ဝိုင်းသည်မိနစ်20အတွင်းရောက်ရှိမည်ရှူရှောင်းတောင်သည်ထိုနေရာတွင်ရပ်နေပြီးနှက်ခမ်းများကိုစေထားကစကားမပြောနိုင်ကျွန်ုပ်၏အတိတ်ဘဝတွင်အနီရောင်လာကြရောက်သောအချိန်တွင်ရှူရှောင်းတောင်သည်မိဘများထံတောင်မြို့သို့ပြန်သွားရန်ယူမိုက်တိုက်ခိုက်ခဲ့သည်သို့သောတောင်မြို့၏ရှေးဟောင်းလမ်းများမှမူပြောင်းလဲလာသောကြောအုပ်ကြီးများ၏မျိုးချခြင်းကိုခံခဲ့ရပြီးဖြစ်သည်သူသည်သူ၏ဖခင်၏ကျိုးနေသောဝက်ဥကိုင်းနှင့်သူ၏မိခင်၏ရှေးကျင်ကိုသာရှာဖွေတွေ့ရှိခဲ့သည်မြည်သည့်အခါမျှမစွန့်ပစ်ရဲသောအရာထို့နောက်ရှူရှောင်းတောင်၏အတွင်းစိတ်တစ်ခုပျက်စီးသွားသည်သူသည်တားရဲများ၏ရေစီးတံမှုကသူ့ကိုအဆုံးသက်သည့်အထိတိုက်ခိုက်ခဲ့သည်ထိုအရာသည်ယခုတစ်ချိန်ဖြစ်လာမည်မဟုတ်ကျွန်ုပ်သည်ကျွန်ုပ်၏လက်ကိုသူ၏ပခုံးပေါ်တင်လိုက်သည်သူတို့သည်လုံခြုံသည်ရှောင်းတောင်ယခုဘဝတွင်ကျွန်ုပ်သည်သူတို့ကိုအသင့်အတွက်ထုတ်ဆောင်ခဲ့သည်သူသည်ခေါင်းကိုငုံချလိုက်သည်သူ၏ပခုံးများတုန်ခါနေသည်ကြာမြင့်စွာအကြာတွင်သူသည်မျက်လုံးများအနီရောင်ဖြအင်ပြန်မောကြည့်လာပြီးအတန်ကြမ်းဖြစ်ပြောသည်မောင်လေးကျေးဇူးတင်ပါတယ်ကျွန်ုပ်သည်ပြုံး၍မြည်သည့်အရာကိုမျှမပြောခဲ့ကျန်းစင်သည်တိတ်ဆိတ်စွာကြည့်ရှုနေခဲ့သည်မကြာမီတွင်သူမသည်တိုးလေးပြောသည်ကျွန်ုပ်၏ဖခင်ကကျန်းအကယ်ဒမီသည်လုံခြုံသည်သတင်းပတ်ပေါင်းများစွာဖြစ်နေပါပြီသူမသည်မျက်တောင်ခတ်သည်ကျွန်ုပ်၏ဖခင်မည်သူဖြစ်သည်ကိုတင်သိပါသလားကျန်းချန်ရွံနဂါးနိုင်ငံစွမ်းရင်တုတေသနအကယ်ဒမီလပိုင်းခွဲအကြာတွင်စစ်တပ်သည်သူ့ကိုမြို့တော်ရှိမြေအောက်အဆောက်အုံတစ်ခုသို့ခေါ်ဆောင်သွားခဲ့သည်သူသည်အလွန်လျှို့ဝှက်သောအရေးကြီးဆုံးစွမ်းအင်ဦးတိုင်းစီမံကိန်းတစ်ခုတွင်အလုပ်လုပ်နေသည်ထိုစခန်းသည်ယခုအချိန်တွင်နိုင်ငံအတွင်းအလုံခြုံဆုံးနေရာများထဲမှတစ်ခုဖြစ်သည်သူမသည်တန့်သွားသည်ထို့နောက်ဂယုတစိုက်ကျွန်ုပ်၏မိခင်ကိုကျွန်ုပ်သည်စက္ကန့်ပိုင်းများသာတုံဆိုင်ခဲ့သည်ကျက်ရှိနီ၏မိခင်သည်နှစ်ပေါင်းများစွာကပင်ကွယ်လွန်ခဲ့သည်သူမဘယ်တော့မှမပြောခဲ့သောဒဏ်ရာဖြစ်သည်သူမသည်ကျွန်ုပ်၏တိတ်ဆိတ်မှုကိုချက်ချင်းနားလည်ပုံရသည်ထို့ကြောင့်သူမထပ်မမေးခဲ့သူမသည်တိုနှင့်တိတ်လေးခေါင်းညှိလိုက်သည်ကျွန်ုပ်နားလည်ပါသည်ကျွန်ုပ်သည်သူတို့နှစ်ဦးကိုကြည့်လိုက်ပြီးကျွန်ုပ်၏အတန်သည်တိုးသွားသည်ယခုမှစ၍ Black Rock သည်အပြည့်အဝပိတ်ဆို့မှုအခြေအနေသို့ဝင်ရောက်မည်သူများ၏စခန်းမှထွက်ခွာခွင့်မရှိရှူရှောင်းတောင်သည်လေကိုရှေ့ရှူသွင်းပြီးခိုင်မာခေါင်းညှိလိုက်သည်ချန်စင်နေသည်သူ၏နောက်ကျောရှိနိမိတ်ပုံကိုလက်ဖြင့်ဖြည်းဖြည်းချင်းဖိလိုက်သည်ကျွန်ုပ်သည်လှည့်၍စခန်းဝင်ပေါက်၏အပြင်ဘက်ရှိညကောင်းကင်ကိုကြည့်လိုက်သည်အရာသည်နေရာတကျဖြစ်နေသည်ယခုကျွန်ုပ်တို့လောက်ရမှာကစောင့်ဆိုင်းရန်သာဖြစ်သည်နောက်တစ်နေ့မနက်တွင် Black Rock နေထိုင်ရေးအဆောင်များ၏အနက်ရှိုင်းဆုံးတွင်ရှူရှောင်းတောင်၏မိဘများသည်ထိုအဆောက်အုံတစ်ခုလုံးတွင်အလုံးစုံဆုံးနေထိုင်ရေးမော်ကျူးတွင်နေရာချထားခဲ့သည်သူ၏ဖခင်ရှူချမ်းကူသည်သူ၏လူငယ်ဘဝတွင်စစ်တပ်တွင်အမှုထမ်းခဲ့သည်သူသည်ဘာဖြစ်နေသည်ကိုမသိခဲ့လာမည့်အရာသို့သော Black Rock ကာကွယ်ရေးသတ်မှတ်ချက်များကိုမြင်လိုက်ရသောအခါတစုံတစ်ခုသည်သူ၏စိတ်ထဲတွင်ပေါ်လာသည်သူမေကိုများမမေးခဲ့သူသည်သူ၏သား၏ပခုံးပေါ်လက်တင်၍ရိုးလေးပြောခဲ့သည်ဘာစ်ချင်းနှင့်ကက်ကနေစူးစမ်းလုပ်ကင်သူ၏မိခင်လီဂူလန်သည်မနက်ခင်းတစ်ခုလုံးကိုမိဖို့ချောင်တွင်ကုန်လွန်ခဲ့သည်ကျိုးတို့ကျန်းရှိသူများစုဝေးလာသောအခါသူမသည်မိတို့ပင်ဖြစ်စေအိုးကြီးတစ်လုံးစာလက်ဆက်ပြုလုပ်ထားသောမုံလာဥမျိုးများကိုထုတ်လုပ်နိုင်ခဲ့သည်ချူရှောင်းတောင်ရှိကဘာပြက်မြီနောက်ဆုံးမနက်ခင်းတွင်သူ၏မျက်လုံးများသည်အနီရောင်ပြောင်းနေတော်လဲပြုံးနေစေဖြစ်သည်ပူနွေးအိမ်လို့အစားစားသည်လူအများစုမြည်သည့်အခါမျှမရနိုင်သည့်ထက်ပိုပါသည်ကဘာပြက်မြီမနက်ခင်းတွင်ကျွန်ုပ်သည်နောက်ဆုံးအကြိမ်ပစ္စည်းများကိုဟန်လက်အာကာသထဲသို့တင်ခဲ့သည် Black Rock တိုက်တေနီယံအလွိုင်းပောက်ကွဲမှုတကားများတန့်စင်ထားသောတံမဏိတစ်ဆက်တန်သည်တက်ကောင်ရံတွင်တကားပိတ်ခဲ့သည်အဆိုပါမြေအောက်ခံတပ်တစ်ခုလုံးသည်မီးရောင်ထိန်လင်းနေပြီးကြာမြင့်စွာအိတ်ဆက်နေသောစွမ်းအင်ဦးတိုင်းသည်ဤအချိန်ကိုစောင့်ဆိုင်းနေတကယ်သို့ပြန်လည်အသက်ဝင်လာသည်နေရန်ပေါ်ရှိမော်နီတာတိုင်းသည်ကဘာပြင်ပ၏360ဒီဂရီအချိန်နှင့်တပြေးညီမြင်ကွင်းများကိုပြသနေသည်မီ
တီမျက်မမြင်နေရာများမရှိရှူရှောင်းတောင်သည်ကြန့်ရှိသောမုံလာဦးနွေးများပကံတစ်လုံးနှင့်အတူမျက်နှာပြင်ဘေးတွင်ထိုင်နေပြီးကင်မရာများကိုပေါ့ပေါ့တန်တန်ကြည့်ရှုနေသည်ကျန်းစင်နေသည်အဓိကမျက်နှာပြင်ရှိတွင်ရပ်နေပြီးပြင်ပကာကွယ်ရေးကွန်ရက်၏နောက်ဆုံးစစ်ဆေးမှုများကိုပြုလုပ်နေသည်ကိုကောင်းကင်နတ်သမီးတက်တူသည်သူ၏နောက်ကျောတွင်လုံးဝပျောက်ကင်းသွားပြီးသူမတွင်တစုံတစ်ခုပြောင်းလဲသွားသည်သူမ၏ပုံမှန်အေးဆက်သောခွဲခွာမှုသည်ရှိနေစေဖြစ်တော်လဲထိုအောက်တွင်ယခုအခါထက်မြက်သောတိတ်ဆိတ်သောအစွန်းတစ်ခုရှိနေသည်ဓာတ်တလက်ကဲ့သို့အမွှေးအမြင်ထဲတွင်တင်စီထားသည်ထို့နောက်ကျွန်ုပ်၏ဖုန်းသည်တုန်ခါသွားသည်မြို့၏ဖိမခေတ်စားနေသောအတိပေးချက်ရှူ၍သည်မျက်နှာပြင်ပေါ်တွင်တိုက်ရိုက်ထပ်မံထုတ်လွှင့်နေသည်ပါတီသည်ဆက်လက်ကျင်းပနေသည်ပုံဆောင်ခဲမိအိမ်များရှမ်ပိန်မျောစင်များဂီတလှပသောလူများကျန်းကျိုး၏ထိပ်တန်းလူဒန်းစားအားလုံးမြို့လယ်ရှိဗီလာတစ်ခုတွင်စုဝေးကာသူတို့၏ဘဝ၏အကောင်းဆုံးအချိန်ကိုခံစားနေကြသည်ကျွန်ုပ်သည်နာယီကိုကြည့်လိုက်သည်နာယီမရှိတနာယီခွဲအနီရောင်လမကြမီရှူ၍သည်ကြောက်ရွံ့ခြင်း၏လက်ကိုပတ်၍ကင်မရာထဲသို့တဲတဲပြုံးနေသည်တင်တို့အားလုံးမြင်ကြသလားချင်းလီထိုယူယူမိုက်မိုက်သည်ယခုအချိန်တွင်သူ၏တောင်ပေါ်ရှိသေးငယ်သောဘန်ကာတွင်ပုံနေလောက်ပြီးသူ၏ကြွယ်ဝမှုကိုစံနှင့်ဝက်သားအတွက်ရောင်းချခဲ့သည်ကျန်းစင်နီကိုတက်တူးဆိုင်သို့ဆွဲခေါ်သွားခဲ့သည်မောင်လေးသည်တကယ်ပင်ကတ်ဆိုးကြီးလာမည်ဟုထင်နေသည်ဟာဟာဟာကြောက်ရွံ့ခြင်းသည်ရေမော၍သူ့ထံသို့မိလိုက်သည်ရိုးရိုးသားသားပြောရရင်လူငယ်သခင်ရှူသူသည်မနှက်ဖြန်သူ၏အကြောင်းကိုမိတို့ရှင်းပြမည်ကိုကျုံငုံမြင်ခြင်းပါသည်ရှူ၍သည်သူ၏ဝိုင်ခွက်ကိုလှည့်လိုက်သည်ယနေ့ညတွင်မြည်သည့်အရာများမဖြစ်ပွားပါကကျွန်ုပ်သည်ကိုယ်တိုင်အဖွဲ့တစ်ဖွဲ့ကိုခေါ်ဆောင်၍ထိုတောင်သို့သွားမည်သူ၏သေးငယ်သောဘန်ကာကိုကြဲကြဲဖွင့်၍ကျွန်ုပ်ကိုယ်တိုင်သူ့ကိုစိတ်ယောဂကူဆေးရုံတွင်တက်ရောက်စေမည်ဓာတ်ရိုက်ထုတ်လွှင့်မှုမှတ်ချက်ကဏ္ဍသည်စစ်မှန်သောပယောဂဖြစ်သည်ကဲ့ရဲ့ခြင်းစော်ကားခြင်းလူများသည်သူ့ကိုအားပေးနေကြသည်ယင်းသည် Black Rock အတွင်း၌ပွဲတော်တစ်ခုနှင့်တူသည်တစ်ခုတည်းသောအတန်သည်စွတိုင်းရင်ဦးတိုင်၏နှဆိုင်သောတည်ငြိမ်သောမြည်တမ်းဖြစ်သည်ကျွန်ုပ်၏လက်ကောက်ဝတ်ကိုကြည့်လိုက်သည်ည7:59စက္ကန့်10ကဘာပြင်ပသည်ပွဲတော်ကျင်းပနေစေဖြစ်သည်အထည်စားအင်ကြီးကျမ်းပြင်ပေါ်သို့ကျသွားသည့်တပြိုင်နက်ကျွန်ုပ်၏ရင်ဘတ်ပေါ်မှပန်ကူဖန်ကျူနတ်ဖျားတစ်စိတ်ကတက်လန့်ပေါက်ကွဲသွားတော့သည်နတ်မောင်သောရွှေရောင်လင်းနှန်းများဆူရှစွာဖြာထွက်လာပြီးဘန်ကာမြေအောက်ခန်းတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့သည်ကျွန်ုပ်၏ခန္ဓာကိုယ်မှရှေးဟောင်းအင်အားစုတစ်ခုကအပြင်သို့ရုန်းကန်ထွက်လာပြီးထိုစွမ်းအားသည်ကဘာဦးအစကတည်းကရှိခဲ့သည့်အလားတမိုင်းမှတ်တမ်းများထပ်ပင်ပိုမိုတက်တန်းရင်းသည့်အလားခံစားရစေသည်ဤကမ္ဘာလောကကြီးတွင်နှစ်ပေါင်းများစွာကြာအောင်မမြင်တွေ့ခဲ့ရသည့်စွမ်းအားမျိုးပင်ဖြစ်သည်ထို့နောက်ကျွန်ုပ်၏ကြောပြင်မှပြင်းထန်သောဝေဒနာတစ်ခုပေါက်ကွဲထွက်လာသည်ကြောက်မက်ဖွယ်ကောင်းသောနဂါးဟောက်တန်ကိုတန်သည်မြေအောက်ခံတက်တစ်ခုလုံး၏နံရံများကိုတုန်ခါသွားစေခဲ့သည်လပြည့်နီ၏စွမ်းအင်များစီးဆင်းနေသောခေါင်းတလားကိုဆွဲမြင်ထားသည့်နဂါးနက်ကိုကောင်သည်အပြည့်အဝနိုးထလာခဲ့ပြီဖြစ်သည်နဂါးနက်ကြီးကိုကောင်၏အရေးတထန်သည်ကျွန်ုပ်၏ကြောပြင်မှဖြင်းညင်းစွာထွက်ပေါ်လာပြီးရင်းတို့၏အခြေခုံများကအေးဆက်ကတောက်ပနေသည်တွေ့ကဲ့သို့နီရဲသောမျက်လုံးကိုစုံသည်တပြိုင်နက်ပွင့်လာကြသည်ရင်းတို့သည်ကျွန်ုပ်၏နောက်ွယ်ရှိကောင်းကင်ရန်တွင်ရှေးဟောင်းကောင်းတလားနက်ကြီးကိုဆွဲခေါ်ထားကြပြီးကောင်းတလားမျက်နှာပြင်ပေါ်ရှိနီရဲသောတန်ကြိုးများကတင်းကျပ်နေသည်ထိုပုံရိပ်တစ်ခုထဲမှထွက်ပေါ်လာသောဖိအားများကအလွန်ပြင်းထန်လာသဖြင့်ကြောက်နှက်နံရံများကျမ်းပြင်များနှင့်မျက်နှာကျက်များကိုပင်ရိုက်ခတ်သွားစေသည်ရွှေရှောင်တောက်ဆွတ်စီအဒယ်ဒီမျက်နှာတစ်ခုလုံးသွေးဆုပ်ဖြူလျော်သွားကနောက်သို့ခြေလန်းနှဲငယ်ဆုပ်သွားရသည်ကြန့်ရှင်းရီဂျိမ်းစင်ရီကိုပါသောကောင်းကင်ဘုံနတ်သမီးသားကိုယေဗန်စကာဒက်ပုံရိပ်ပင်လျင်အန်နီရဲတစ်ခုကိုဗီဇအရသိရှိသွားသည့်အလားအနှဲငယ်တုံးလုံးသွားခဲ့သည်ကျွန်ုပ်၏ဘဲဘက်ခြေထောက်တွင်မူအရှိဘက်ဧကရစ် Eastern Empire တစိမ့်သည်ကဘာမြေ၏အနာသက်များကိုပင်လောင်ကျွမ်းစေနိုင်လောက်သောနေမင်း၏စစ်မှန်သောမိတောက်များဖြင့်တောက်လောင်လာသည်ညာဘက်ခြေထောက်တွင်မူမဟာပညာရှိနတ်မြောင်မင်း Great Sageကရွှေရောင်မပျက်စီးနိုင်သောစစ်နက်ဖျားပုံတံဖြင့်ထဲဝါစွာပေါ်ထွက်လာသည်မိသည့်အရာကမျှဖောက်ထွင်းဖြစ်စီ၍မရသောစစ်တီတော်ခန္ဓာကိုယ်ဖြစ်သည်တားမြစ်ထားသောနတ်ဖျားတစိမ့်လေးခုစလုံးတပြိုင်နက်နိုးထလာတော့လဲကျွန်ုပ်ကပြင်းတို့ကိုမြ мян နှင့်ပြင်းပြင်းထန်ထန်ပြန်လည်နှိပ်ကွပ်လိုက်သည်ဤမြပြင်းထန်သောစွမ်းအားလေးခုကိုတစ်ချိန်တည်းမှာအပြည့်အဝအသုံးပြု၍မရသေးပေအ ਨੇ ဆုံးတော့ယခုအစ်စ်မှာမရသေးပါပန်ကူကအကျန်းထဲခွန်အားကိုပေးစွမ်းပြီးနဂါးကိုကောင်ကနှိပ်ကွပ်ဖြစ်စီခြင်းကိုဖြစ်စေကာအရှိဘက်ဧကရစ်ကမိတောက်ကိုပေးစွမ်းပြီးမဟာပညာရှိကတိုက်ခိုက်ရေးစွမ်းရည်ကိုပေးသည့်တစ်ခုချင်းစီကကျွန်ုပ်၏စွမ်းအင်အားလုံးကိုလိုအပ်သဖြင့်တစ်ချိန်လျင်တစ်ခုသာရွေးချယ်အသုံးပြုနိုင်သည်ထိုအချိန်တွင်ဘန်ကာအပြင်ဘက်ကတိုက်တေနီယန်တပ်ထုဆက်တကားကြီးများတုံးခါလာသည်စောင့်ကြည့်ရေးကင်မရာတွင်မူတောင်ပေါ်တောအုပ်ထဲမှသွေးညှိနှံရ၍ထွက်လာကြသောမျိုးဗီဇပြောင်းတောဝက်များနှင့်ဝင်ပူလွေများကနံရံများကိုအထက်ထက်အခါခါဝင်တိုက်နေသည်ကိုစာမျက်နှာပေါ်တွင်ရှင်းလင်းစွာမြင်နေရသည်အကိုကြီးတောင်ပေါ်ကတားရဲတွေမျိုးဗီဇပြောင်းကုန်ပြီးရွှေရှောင်တောက်သည့်အာလန်နှက်မင်းဘရိုဝိုင်းရှန်ပုံရိပ်မှထွက်ပေါ်လာသောသုံးကြုံနှစ်ဖက်သွားလှမ်းသားရှည်ကိုကြစ်ပါအောင်စုပ်ကိုင်ရင်းတိုက်ခိုက်လိုစိတ်များပြင်းပြနေသည့်မျက်လုံးများဖြင့်ပြောလိုက်သည်ကျွန်ုပ်လေပင်ကိုတစ်ချက်လှည့်လိုက်ရာကြောရိုးစီမှမိုးချိုးပစ်တန်ကဲ့သို့တဖြောက်ဖြောက်မိသွားသည်တွားကြစို့ခြေလက်နည်းနည်းဆန်းရအောင်ဒီကဘာပြက်ကတ်သားရဲတွေကငါတို့နဲ့ထိုက်တန်ရဲ့လားဆိုတာကြည့်ချင်တယ်ဘန်ကာဤဘေးတကားပွင့်သွားပြီးကျွန်ုပ်အင်ကြီးမပါပဲအပြင်သို့ရှောက်ထွက်ခဲ့သည်ရွှေရှောင်တောက်နှင့်ကြန့်ရှင်းကြီးတို့ကကျွန်ုပ်ဤဘဲဝဲရာမှခြံရံလျက်မြူကိုးနှက်များတဲ့သို့လှမ်းဝင်ခဲ့ကြသည်
မျိုးဗီဇပြောင်းသားရဲအုပ်ကြီးကကျွန်ုပ်တို့၏လူသားအနှံ့ကိုရရှိသွားသည့်တကားကိုတိုက်ခိုက်နေခြင်းကိုချက်ချင်းရပ်လိုက်ကြသည်ကြောက်မက်ဖွယ်ကောင်းသောသားရဲကောင်းပေါင်းများစွာကကျွန်ုပ်တို့ဘက်သို့လှည့်လာပြီးရင်းတို့၏ရဲတောက်မျက်လုံးများကပြစ်မှတ်ကိုအသေးသက်မှတ်လိုက်ကြသည်ထို့နောက်သားရဲကောင်းဆောင်ကစတင်တိုက်ခိုက်တော့သည်အလျား3 မီတာကျော်ရှိသောမျိုးဗီဇပြောင်းတောဝက်ဘရင်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးကအကြေးခွန်နှများဖြင့်ဖုံးအပ်နေပြီးရင်း၏ခြေလမ်းတိုင်းကမြေပြင်ကိုတုန်ခါစေသည်ရင်းသည်ကုန်တင်ရထားတစ်စင်းလားကျွန်ုပ်ထံသို့ပြေးဝင်လာပြီးပြင်း၏ဆွဲကြီးနှချောင်းကကျွန်ုပ်၏ရင်ဘက်ကိုတက်တက်ချိန်ရွယ်ထားသည်အကိုကြီးတတိထားအဲ့ဒါအဆင့်ထိပ်သီးသားရဲပဲရွှေဆောင်တောက်ကဗီဇအရရှေ့သို့လွားကနေခုံဝင်ရန်ပြင်လိုက်သည်နောက်ဆုံးနေစကလုံးနှလုံးကကြောက်တုံးကဲ့သို့အေးဆက်နေသည်ကျွန်ုပ်မလှုပ်ရှားခဲ့မျက်တောင်မခတ်ခဲရှောင်းလဲမရှောင်ခဲ့ပါဆွဲကြီးကကျွန်ုပ်၏ရင်ဘက်ကိုဖောက်ဝင်ရန်စက္ကန့်ဝက်မျှသာလိုတော့သည့်အချိန်မှကျွန်ုပ်နောက်ဆုံးတွင်လှုပ်ရှားလိုက်သည်စမ်းပြသောခြေခွက်များသို့မဟုတ်ဇလန်းဆန်ရှောင်ကွင်းမှုများမပါဝင်ခဲ့ပါကျွန်ုပ်ညာလက်ကိုမြှောက်ပြီးလက်သီးတစ်ချက်ကိုသာကြစ်ပါအောင်ဆုပ်လိုက်သည်ပန်ကူ၏စွမ်းအားနှင့်အတူရင်ဘက်ပေါ်မှတစိမ့်ကနှက်မောင်သောရွှေရောင်အဖြစ်တောက်လောင်လာသည်ထဲဝါလာသောရှေးဟောင်းဘလူးကြီး၏ပုံရိပ်သည်ကျွန်ုပ်၏လက်သီးတွင်ချက်ချင်းဆူစည်းသွားပြီးကျွန်ုပ်လက်သီးဖြင့်ထိုးနှက်လိုက်သည်ဖုံးလေတူးကပြင်းထန်စွာဖိသိပ်ခံရသဖြင့်မျက်နှာပိုင်းကိုဖြိုခွဲလိုက်သောအတန်ထက်မြန်သည့်ပောက်ကွဲတန် sonic crack တစ်ခုထွက်ပေါ်လာသည်ကျွန်ုပ်၏လက်သီးသည်တောဝက်ဘရင်၏ဦးကောင်းခွန်တဲ့ကိုထိမှန်သွားခဲ့သည်ထိခိုက်တန်တစ်ချက်နှင့်အတူပြင်းထန်သောစွမ်းအင်သည်အယိုးနှင့်တန်ချက်ကအကြေးခွန်များကိုဖျက်တမ်းကတရဝါအတွင်းရှိတက်ရှိလက္ခဏာအလုံးကိုတစ်ချက်တည်းဖြင့်ချေမှုန်းပစ်လိုက်သည်တန်ချိန်များစွာလေးလံသောတာရဲကြီးသည်ရှုပ်အိတ်တအိတ်ကဲ့သို့ကျွန်ုပ်၏ခြေရင်းသားသို့ဖုံးကနေလဲကျသွားသည်အော်ဟစ်တန်မရှိနောက်ဆုံးတိုက်ကွက်မရှိချက်ချင်းတေဆုံးသွားခြင်းသာဖြစ်သည်အဆင့်တည်းထိပ်သီးသားရဲဘရင်ကိုလက်သီးတစ်ချက်တည်းဖြင့်အသေးသက်နိုင်ခဲ့သည်နဂါးဟောက်တန်ကိုတန်ကကျွန်ုပ်၏ကြောပြင်မှတိုးညင်းစွာထွက်ပေါ်လာသည်ခေါင်းတလားကိုဆွဲထားသောနဂါးနက်ကိုကောင်သည်ကျွန်ုပ်၏နောက်ွယ်ရှိတောင်တန်းပေါ်တွင်အပြေးအဝပေါ်ထွက်လာပြီးရင်းတို့၏ရဲတောက်မျက်လုံးများဖြင့်ရှေးဟောင်းခေါင်းတလားကြီးကိုလေတူထဲတွင်ဖြင်းညင်းစွာဆွဲခေါ်သွားကြသည်ကျွန်ုပ်ကအေးဆေးတည်ငြိမ်စွာဖြင့်နဂါးကိုကောင်နှိတ်ကိုဆန်းဟုအမိန့်ပေးလိုက်သည်ဝုံခေါင်းတလားနက်ကြီးတစ်ချက်တုန်ခါသွားပြီးတားမြစ်ထားသောဖီအားလိုင်းတစ်ခုကတောအုပ်အစုံထိရိုက်ခတ်သွားသည်ထိုဧရိယာအတွင်းရှိအောက်ခြေအဆင့်မျိုးဗီဇပြောင်းသားရဲတိုင်းသည်မြည်တို့မျှမခုခံနိုင်ပဲမြေပြင်ပေါ်သို့ပြဝတ်သွားကြရပြီးရင်းတို့မသိနားမလည်နိုင်သောစွမ်းအားတစ်ခု၏ဖိနှိပ်မှုအောက်တွင်အယိုးများကျိုးကျသွားကြသည်10စက္ကန့်အတွင်းမှာပင်မျိုးဗီဇပြောင်းသားရဲအကောင်ပေါင်းများစွာကားခနဲ့လဲကြကုန်ကြသည်ရွှေချောင်တောက်မှပါဇက်အဟောင်းသားဖြစ်ကြံခဲ့သည်အကိုကြီးဒါကတော့တကယ်ကိုယူးချင်စရာပဲဂျန်ရှင်းကြီးကကျွန်ုပ်၏နောက်တွင်တိတ်ဆိတ်စွာရက်နေတော်လဲသူမ၏ဖတ်မရသောမျက်လုံးများထဲတွင်ပင်မထိန်ချုပ်နိုင်သောအံ့ဩတုန်လှုပ်မှုအချို့ဖြစ်ပြေးသွားသည်ကျွန်ုပ်စကားတစ်လုံးမှမဆိုဘဲတောဝက်ဘရင်၏အလောင်းသားသို့ရှောက်သွားကဓားဖြင့်ဦးကောင်းခွန်ကိုတေးသက်စွာလှီးဖြတ်လိုက်သည်ခဏအကြာတွင်ကျွန်ုပ်၏လက်ဖွားပေါ်၌လက်မအရွယ်ခန့်ရှိသောတလင်းကျောက်ခရစ်စတယ်တဒုံရောက်ရှိလာသည်ရင်းကနီမြန်းသောအလင်းတန်းလေးဖြင့်တောက်ပနေသည့်ခရစ်စတယ်ဦးတိုင်းခရစ်စတယ်ခေါ်ဖြစ်ပြီးကဘာပြက်ကက်၏တန်ဖိုးအရှိဆုံးငွေကြေးလည်းဖြစ်သည်ကျွန်ုပ်အနှဲငယ်ပြုံးလိုက်မိသည်ကဘာပြက်ကက်၏ပထမဆုံးရိတ်သိမ်းမှုကမဆိုးလာပေခင်းကိုကျွန်ုပ်၏ Half-Life Space Half-Life Space တူလောင်မှုနယ်ပယ်ထဲသို့ထည့်လိုက်သည်ထိုအရာကျရောက်သွားသည့် Space နယ်ပယ်ကအနှဲငယ်တုန်ခါသွားသည်ကိုခံစားလိုက်ရသည်အနှဲငယ်မျှသာဖြစ်တော်လဲငင်းကပုံမူကျယ်ဝန်းလာခဲ့သည်ပြီးခဲ့သောဘဝကလူသားများသည်ခရစ်စတယ်ဦးတိုင်းများကနိုးထလာသောစစ်တီများကိုစွမ်းအားတိုးယုံသာမက Space စွမ်းရည်များတစိမ့်ပုံရည်များနှင့်လက်နက်ကရိယာများကိုပါအဆင့်မြင့်တင်ပေးနိုင်ကြောင်းနောက်ပိုင်းမှာသိရှိခဲ့ကြသည်ကဘာပြက်ကက်၏နောက်ဆုံးအဆင့်များတွင်အင်းတို့ကရွှေနှင့်စက်ကူပတ်စံများနေရာတွင်တစ်ကဘာလုံးကအတိမတ်ပြရသည့်တစ်ခုတည်းသောငွေကြေးဖြစ်လာခဲ့သည်ကျွန်ုပ်ရွှေချောင်တောက်ဖက်သို့လှည့်ကာဒီသားရဲတွေစီကဦးတိုင်းတွေအကုန်တူးထုတ်လိုက်သားတွေကိုလည်းအလားတမဖြစ်စေနဲ့တန့်စင်ပြီးတော့အကုန်သိမ်းထားလိုက်ဟုအမိန့်ပေးလိုက်သည်စိတ်ချပါအကိုကြီးသူကအားအိမ်များပြေးဝနေသည်ထိုအချိန်တွင်တောင်တက်လန်းတနေရာမှခြေတံများနှင့်အသေးအတန်အော်ဟစ်တံများထွက်ပေါ်လာသည်ကဲကြပါဦးတယောက်ကဲကြပါဦးလူတရာစင်ခန့်ရှိသောအုပ်စုတစုသည်အဝတ်စားများစုပ်ပြဲကမျက်နှာများတွင်တွေးကွက်များဖြင့်ဘန်ကာရှိရာလမ်းသို့လဲကျလူမတက်ပြေးဆင်းလာကြသည်ရင်းတို့နောက်တွင်မူကြောင်မောလီဖော်အရွယ်စားရှိပြီးဓာတ်သွားအိမ်မက်ဆိုးများကဲ့သို့လင်းမြန်သောမျိုးဗီဇပြောင်းတတဝအုပ်ကြီးကကက်လျက်လိုက်ပါလာကြသည်ကျွန်ုပ်မျက်မှောင်ကျုပ်ကဒုက္ခသည်များကိုဥဆောင်လာသူကိုကြည့်လိုက်သည်သူကတော့ကျွန်ုပ်အတွက် Black Rock Black Rock အခြေစိုက်စခန်း၏အပြင်ဘက်ဆောက်လုပ်ရေးလုပ်ငန်းကိုတာဝန်ယူခဲ့ဘူးသော contractor ဟော်ဒုတ်လူဖာလီပင်ဖြစ်သည်ပြီးခဲ့သောဘဝကအခြေအနေတွေဆိုးရွားပြီးကျွန်ုပ်အောက်ဆုံးအဆင့်သို့ရောက်နေချိန်တွင်သူကသူ့ကိုယ်သူလွတ်မြောက်ဖို့အတွက်ကျွန်ုပ်ကိုတားရဲတွင်ထဲသို့တွန်းချခဲ့သူဖြစ်သည်ဌာနမှူးချင်းတခင်လေးချင်းကျွန်တော်တို့ကိုအထဲပေးဝင်ပါဗျာပုံနေဖို့ပဲလိုတာပါကျွန်တော်တို့အားလုံးကကြံကြိုး GM ကျော်ကလူတွေကြီးပဲလေကျွန်တော်တို့ကိုဒီပြင်မှာတေးအောင်ပြစ်မထားပါနဲ့သူကကျွန်ုပ်ကိုကြည့်ပြီးပြောသည်ကျွန်ုပ်၏အတန်ကအေးဆက်စွာထွက်ပေါ်လာသည်ပြစ်ထားတာကိုစောင့်ကြည့်လိုက်လေကျွန်ုပ်၏မျက်လုံးများထဲတွင်အေးဆက်ငြိမ်သက်မှုများဖြတ်တန်းသွားသည်အပြီးခဲ့တဲ့ဘဝကမင်းငါ့ကိုတေတွင်းထဲပစ်ထားခဲ့တုန်းကတော့ငါတို့ကြံကြိုးကလူတွေဆိုတာကိုမင်းတတိယပုံမပေါ်ဘူးဟောတုတ်လူကကျွန်ုပ်ဘာကိုဆိုလိုမှန်းမသိတော့လဲထိုမျက်လုံးများ၏အတိတ်ပဲကိုတော့နားလည်သွားသည်ရင်းကကဲတင်မိသူ၏မျက်လုံးမဟုတ်ပဲမလဲကျသေးသောအလောင်းကောင်တစ်ခုကိုစောင့်ကြည့်နေသည့်မျက်လုံးမျိုးဖြစ်သည်ကျွန်ုပ်ညာလက်ကိုဖြင်းညင်းစွာမြောက်ပြီးလက်ဖြောက်တစ်ချက်တီးလိုက်သည်
တိုက်တေနီယံပတ်လည်နံရံများမှပိုအားတန်းပေါင်းများစွာရှိသောလျှက်စီးကြောင်းကြီးများပောက်ကွဲထွက်လာပြီးအရှိဆုံးမှမျိုးဗီဇပြောင်းသားရဲများကိုလေထဲသို့လွင့်စင်သွားစေကာမှောင်မိုက်မှုထဲသို့လွှင့်ပစ်လိုက်သည့်ဝတ်တုတ်လူကတော့မြေပြင်ပေါ်သို့လဲကျကာတုံရင်နေရှာသည်သခင်လေးချင်းကျွန်တော်မှားပါတယ်ကျွန်တော်တကယ်မှားတာပါကျွန်ုပ်ကတော့လှည့်ထွက်ခဲ့ပြီဖြစ်သည်ကျွန်ုပ်သည်အပြစ်မဲ့သူများကိုတပ်ဖြတ်လေးမရှိတော့လဲရန်သူများကိုတော့ဘယ်တော့မှမကယ်တင်ပါရုံမာသူများကိုမူနောက်တစ်ကြိမ်ပြန်မလာနိုင်အောင်စီမံလေးရှိသည်ဘန်ကာ၏ဘေးတကားထဲသို့ပြန်ဝင်လာပြီးနောက်လေးလံသောတိုက်တေနီယံတကားကြီးကဝုန်းကနေပိတ်သွားခဲ့သည်အပြင်ဘက်တွင်မူအော်ဟစ်တန်များခိတ္တများထွက်ပေါ်နေပြီးနောက်မြူခိုးနှက်ကြီးကအရာအလုံးကိုဝါမြူသွားတော့သည်လပြည့်မီပေါ်ပြီး၃ရက်မြောက်နေ့တွင်အပြင်ကဘာကြီးကငရဲတစ်ခုကဲ့သို့ဖြစ်နေပြီဖြစ်သည်မျိုးဗီဇပြောင်းလေလွင့်ကြောင်များနှင့်ခွေးအုပ်များကလမ်းမများပေါ်တွင်နွားပေါက်နီးပါးအရွယ်စားများဖြင့်လှဲ့လေကလူသားများကိုတားကောင်ကဲ့သို့လိုက်လံအမဲလိုက်နေကြသည်မြို့ကြီးတစ်ခုလုံးမှောင်မိုက်သွားခဲ့ပြီးသို့သောဘလက်ရော့ဝတ်ရော့ဘန်ကာအတွင်း၌မူဆက်ဆက်မွေးမွေးဟော့ပေါ်နက်များဖြင့်ပြည့်နှက်နေသည်ရွှေရှောင်းတောက်ကမေးစေးတွင်ဟော့ပေါ်ရည်များပေးချမ်းလျက်ဆိုဖာပေါ်တွင်မိထိုင်ရင်းအလွန်ကျေနပ်နေပုံရသည်အကိုကြီးအကယ်၍ကဘာပြက်ကနေတိုင်းဒီလိုမျိုးဆိုရင်တော့ကျွန်တော်တစ်သက်လုံးနေနိုင်တယ်ဗျာကြန့်ရှင်းရီကသူ့ကိုစောင်းခဲ့ကြည့်ကအပြင်ထွက်ပြီးတွားပြောလေဟုဆိုလိုက်ရာရွှေရှောင်းတောက်ချက်ချင်းပါဆက်ပိတ်သွားသည်ကျွန်ုပ်အေးဆက်နေသောဘီယာကိုတငုံတောက်ပြီးဆိုဖာပေါ်တွင်မိလိုက်သည့်ထိုအချိန်တွင်အရေးပေါ်အချက်ပေးတန်ကဆူရှစွာမြည်လာသည်တီတတိပေးချက်ပြင်းထန်သောအပူလိုင်းပုံရိပ်များအပြင်ဘက်ပတ်လည်သို့ချင့်ကပ်လာနေသည်ကျွန်ုပ်လက်တစ်ဖက်ဖြင့်စောင့်ကြည့်ရေးမျက်နှာပြင်ကိုဖွင့်ကြည့်လိုက်သည်1 ကီလိုမီတာခန့်အကွာတောင်တက်လမ်းပေါ်တွင်အနည်းဆုံးလူ900သို့မဟုတ်600ခန့်ရှိသောလူအုပ်ကြီးကချီတက်လာနေသည်ရင်းတို့ကဓာမများတန်ပိုက်များနှင့်အလိုလျောက်ရိုင်ဖယ်တနက်အချို့ကိုကင်ဆောင်ထားကြသည်ပြီးခဲ့သောဘဝကလုံဝူလောင်းကိုသည်သူ၏အဆင့်သွေးမြွေဟောက် blood pythonတစိတ်ကိုတုံးပြီးကဘာပြက်ကအစောပိုင်းရက်များတွင်ရက်ဆက်ကြမ်းကြုတ်စွာဖြင့်နေမြေချဲ့ထွင်ခဲ့သူဖြစ်သည်ယခုအချိန်တွင်သူကကျွန်ုပ်ထံသို့ရောက်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့မိပေမော်နီတာပေါ်တွင်လုံဦးကတကားဝဘက်သို့ဓာမကိုချိန်ရွယ်ကအားရပါရအော်ဟစ်နေသည်ဟေ့လိတ်ကောင်မင်းထဲမှာလူအသက်30စာအတွက်လုံလောက်တဲ့ရိတ်ခါတွေရှိနေတာငါသိတယ်တကားကိုအခုချက်ချင်းဖွင့်ပြီးရိတ်ခါတွေနဲ့မိန်းမတွေကိုအဆန်းတာဆိုရင်မင်းအသက်ကိုချမ်းသာပေးမယ်မဟုတ်ရင်တော့မင်းရဲ့လက်ခွန်ကြီးကိုတောင်ပေါ်ကနေလွင့်ထွက်သွားအောင်ငါမှုတ်ထုတ်ပစ်မယ်သူကကြန့်ရှင်းရီကိုပါချင်းချောက်ဝင်နေသည်ကျွန်ုပ်ပြုံးပြီးဘီယာခွက်ကိုချလိုက်ကစိတ်အေးထားပါငါဒီကာကွယ်ရေးစနစ်အတွက်တန်းနဲ့ချီတုံးထားတာတင်းကိုအတန်နဲ့ထွက်ခွင့်ပေးလိုက်ရအောင်အပြင်ဘက်တွင်မူလုံမူကစောင့်ဆိုင်နေတော့လဲအတွင်းမှမြည်သည့်တုံ့ပြန်မှုများရှိမလာပေသူ၏တီးခံနိုင်စွမ်းကစက္ကန့်30ခန့်သာခံပြီးချက်ချင်းပောက်ကွဲသွားသည်မင်းငါကိုလစ်လူရှူရဲတယ်ပေါ့ပစ်စမ်းအဲ့ဒီတကားကိုမှုတ်ထုတ်ပစ်စမ်းရော့ကတ်တုံးကြီး repeat 3ခုကလေထုကိုဖြတ်တန်းပြီးပြင်မတကားကြီးဗဟိုတက်တဲ့သို့ထိမှန်သွားသည်ပောက်ကွဲမှုကတောင်တစ်ခုလုံးကိုတုံခါသွားစေပြီးလုံမူ၏လူအုပ်ကြီးကအောင်ပွဲခံကရေမောကြတော့သည်ဒါပဲလေကဘာပြက်ကတ်ခံတက်ဆိုတာဒါပဲလားတို့ဆရာကြီးရှိမှတော့ဒါကတန်ဘူးခုံတစ်ခုပဲသို့တော့မိခိုးများလွင့်ပြေသွားသောအခါလူတိုင်းတိတ်ဆိတ်သွားကြသည်ငွေခိုးရောင်တိုက်တေနီယံတတဝါဆက်တကားကြီးကမူလနေရာမှာပင်အကောင့်အတိုင်းရှိနေပြီးအစီးပဲ့ရာလေးတစ်ခုမျှပင်မရှိပေလုံဦး၏မျက်နှာပြတ်သွားပြီးဆက်ပစ်ဆန်းဟုအော်သည်ထိုအချိန်တွင်ပတ်လည်နံရံ၏အပေါ်ဘက်ရှိတန်ကြက်ကပြားများကစက်မှုတန်များနှင့်အတူပွင့်ထွက်လာခဲ့သည်တခုပြီးတခုထွက်ပေါ်လာသောကက်တလင်းဂဲလင်းဆက်တနက်ကြီး10နှစ်လက်သည့်ရင်းတို့၏ပြောင်းဝများကိုအောက်တွင်စုပြုံနေသောလူအုပ်ကြီးထံသို့နှိမ်ချကာပြစ်မှတ်ဖမ်းလိုက်ကြသည်ထိန်းချုပ်ခံတွင်နှံ့မှုကျွန်ုပ်ခွက်ကိုလှည့်ရင်းအော်ဒီယိုစနစ်မှတဆင့်အေးဆေးစွာပြောလိုက်သည်ပထမအကြိမ်တတိပေးချက်တောင်ပေါ်ရှိစပီကာများမှအတန်ထွက်လာသည်ဒါကပုဂ္ဂလိကပိုင်နယ်မြေဖြစ်တယ်အခုချက်ချင်းထွက်သွားကြပါမဟုတ်ရင်အကျိုးဆက်ကိုခံစားရလိမ့်မယ်လုံဦးကခေါင်းကိုမော့ကာလှောင်ရလိုက်သည်ပုဂ္ဂလိကပိုင်ဟုတ်လားဒီနေရာမှာငါကပဲဥပဒေကွအားလုံးတက်ကြစမ်းကျွန်ုပ်ခွက်ကိုချလိုက်ပြီးအမိတ်ပေးလိုက်သည်ပစ္စန်းဒုံဆက်တနက်10နှစ်လက်စလုံးတပြိုင်နက်ပောက်ကွဲထွက်သွားသည်တန်ချက်ကဖောက်ကြည်စံကြီးများသည်တောင်တက်လန်းကိုနေကင်းဘက်အလားလင်းထိန်သွားစေပြီးတန်မဏိနေရန်တစ်ခုကဲ့သို့လူအုပ်ထဲသို့တိုးဝင်သွားသည်နဂါးပြကိုင်း Azure Dragon Society ဝင်များသည်အတန်းလိုက်လဲကြကုန်ကြသည်စက္ကန့်30မပြည့်မီမှာပင်ရင်းတို့ထဲမှလူ200ကျော်သည်တိုက်ပွဲဝင်နိုင်စွမ်းမရှိတော့ဘဲတေဆုံးကုန်ကြသည်ကြန့်ရှိနေသူများသည်အော်ဟစ်ကချော်လဲကရှေ့ကလူများ၏အလောင်းများကိုကြော်ဖြတ်ပြီးအလူရက်နောက်ဆုတ်ထွက်ပြေးရန်ကြိုးစားနေကြတော့သည်